ချစ်မှုနဲ့ငါနဲ့ချက်ထားတဲ့ဟာရုပ်တိချက်မှုနဲ့ထည့်ငါပြရည်နဲ့အပိစားလို့မရတော့ငါပြရည်နဲ့စားပါတော့အဲ့ဒါလေးကိုနဲ့စားထားတာပါကျမရည်မကောင်းတဲ့လူတွေသမင်းကလေးပြတ်နေတဲ့လူတွေမစားရလေးကိုကြည့်ပြီးတော့တရေချနိုင်စေဖို့ပါရှင်အရင်ကမှစားပေါ်မှာပါမရခင်လားဒီနေ့ဘလောက်ကောင်းကောင်းကိုယ့်ရဲ့ကတွင်းထဲမှာကတွင်းတွေးတဲ့အရာဆိုတော့အဲ့ဒီဟန်ကအကောင်းဆုံးပါပဲအဲ့ဒါလည်းကျွန်တော်ကလည်းတော့စားကိုယ့်ရဲ့မင်းကိုမတနာကျွန်တော်ပြောတာစားနေရမလားဘယ်လိုလဲစားနေရလို့ဆိုပီတိကိုဖြစ်ကောင်းမကောင်းတကယ်ကောင်းဆုံးဖြတ်ကြည့်စုပေးလို့ကျေးဇူးတင်ပါတယ်ရှင်